အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုဖိုင်လေးကတော့ကချင်ရိုးရာအစားအစာဖြစ်တဲ့စာဖြဲလေးလာလို့စားမှာဖြစ်ပါတယ်ခင်ဗျာစာဖြဲထဲမှာအဓိကပါဝင်ပစ္စည်းလေးတွေကတော့ရှမ်းနံနံရဲ့ဖက်ဖက်ရွက်ရဲ့ကျွတ်ဆိုင်ရွက်ရဲ့အဓိကတော့ငါးညီမြင့်လေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒီရွက်လေးတွေကိုကျွန်တော်နှုတ်ဆင်ပြီးထားမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ဝက်သားကိုလည်းနှုတ်ဆင်လိုက်မှာဖြစ်ပါတယ်ပြီးဝက်သားတောက်ဆင်လေးကိုကျွန်တော်အရင်ဆုံးကြော်လိုက်မှာဖြစ်ပါတယ်လော်မှာပေါ့နော်ဒီစာဖြဲပေါ့နော်ကျွန်တော်ညီမတော့တောင်းဆိုနေရကြပြီပေါ့နော်နဲ့အိမ်မှာတော့စာဖြဲချီခါတော့အိမ်မှာခါစားတဲ့လူနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီစာဖြဲချင်းဆက်လေးလှုပ်စားဖြစ်တာဖြစ်ပါတယ်ခင်ဗျာအခုနပါဝင်ပစ္စည်းအရွက်လေးတွေကိုတော့ကျွန်တော်နှုတ်ဆင်ပြီးတော့ပေါ့နော်ငရုတ်ကြီးရဲ့ကျင်းရဲ့ကြက်တူဖြိုတော့ကျိတ်ဆက်နဲ့ကျွန်တော်ပြင်းလို့ကြိတ်လိုက်ပါတယ်ခင်ဗျာဒါတော့ပါဝင်ပစ္စည်းတွေကိုကျွန်တော်နှုတ်ဆင်ထားတဲ့အရာလေးတွေဖြစ်ပါတယ်ကဲခုဆိုရင်ဝက်သားကြော်လဲရသွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်စပြီးတော့ပေါင်းဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာကဲတော့စာဖြဲလုပ်တဲ့နေရာမှာပေါ့နော်သူကစာဖြဲချင်းဆက်ရဲ့စာဖြဲခါရဲ့ဆိုပြီးနှစ်မျိုးရှိရဲ့ပေါ့နော်ပြီးတော့စာဖြဲလုပ်တဲ့နောက်မှာသူတို့စာဖြဲအနေတက်ရှိပါတယ်ကျွန်တော်ဒီတက်ချလေးမှာကျွန်တော်ဒီတိုင်းပြုံးတိုင်းဆိုတော့ကျွန်တော်ရှာမဝဲတော့ပဲနဲ့ကျွန်တော်တော့ဒီစာဖြဲအနေနေရာမှာကျွန်တော်ပါစားထိုးလိုက်လဲဆိုတော့ကျွန်တော်မကြည့်နည်းနည်းလေးထည့်လိုက်ပါတယ်ခင်ဗျာအရတာအနေနဲ့တော့စားဟင်းချုံမှုငံပြရဲ့အနေငယ်စီထဲမှာဖြစ်ပါတယ်ဒါတော့စာဖြဲချင်းဆက်အနည်းလေးဖြစ်ပါတယ်ခင်ဗျာစာဖြဲနဲ့ကတ်စားဖို့ရတဲ့ကျွန်တော်တခွားတီကိုချောင်းလေးတွေလီပေးမှာဖြစ်ပါတယ်မောင်လာဦးနီကိုလည်းကျွန်တော်တော့ချောင်းမလုပ်တော့ဘဲနဲ့အလွယ်တကူစားလို့ရအောင်အမြင်လေးတွေချစ်ပေးမှာဖြစ်ပါတယ်ခင်ဗျာပြီးတော့ခောက်ဆွဲနဲ့မှာကတ်စားဖို့အတွက်ပေါ့နော်ဝက်3ထက်သားလေးကိုလည်းကျွန်တော်ပြုတ်ထားပါတယ်ခင်ဗျာကဲအကုန်လုံးပြင်ဆင်ပြီးသွားပြီဆိုတော့ဒါတော့ချစ်စနီးလေးအတွက်ပါဆယ်လေးထုတ်ပေးနေတာဖြစ်ပါတယ်ချစ်စနီးလေးအတွက်ပြင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့စားဖို့အတွက်ပန်းထဲမှာစပြီးပြင်ဆင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာမုတ်ဖက်ပဲရှာဝယ်တော့ပေါ့နော်တကယ်တော့စာဖြင်းနဲ့တွဲစားဖို့အတွက်သူမုတ်ဖက်တက်ပမာပြီးမှရောင်းတာရှိပါတယ်ဒီမှာတော့အလွယ်တကူမုတ်ဖက်လေးပဲကျွန်တော်ဝယ်ပြီးတော့ထည့်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာကဲခုချိန်မှာတော့ဒါတော့စာဖြဲချင်းဆက်လေးပြင်ဆင်လို့ပြီးသွားပါပြီခင်ဗျာကဲကျွန်တော်တို့အားလုံးပြင်ဆင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့မောင်နှမတွေစုပြီးတော့ကျွန်တော်တို့ဒီစာတောက်ကြမှာဖြစ်ပါတယ်ခင်ဗျာreview လေးစားပြအောင်လေဟောsorry ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအစနဲ့ဆုံးထိစိတ်ရှိနဲ့ကြည့်ရှုအားပေးကြတဲ့တငယ်ချင်းအားလုံးကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးအားပေးကြပါဦးခင်ဗျာ